အပင်ကို free ဓာတ်မြေဩဇာပေးခြင်းလားဒီနည်းလေးလုပ်ကြည့်ပါပထမဆုံးထမင်းဆေးရည်ကိုယူပါပြီးတော့2 ရက်မှ3 ရက်လောက်ထားလိုက်ပါနောက်ဆုံးဒီရေကိုအပင်အောက်မှာလောင်းပေးပါဒီလိုလုပ်လိုက်ရင်အပင်ကြီးမြင်မယ်အရွက်လည်းပိုပြီးတန်လာမယ်လွယ်ကူတယ် free ရတယ်အခုတင်စမ်းကြည့်လိုက်ပါအပင်ကြီးမြန်ကျင်တဲ့သူတွေအတွက်ထမင်းလျှော်ရည်ကို2-3 ရက်ထားပြီး fertilizer အဖြစ်သုံးလို့ရပါတယ်အမြင့်အားကောင်းစေပြီးအရွက်တန်လာစေပါတယ်ပရိနေလေးဖြစ်လို့အိမ်မှာပဲလုပ်လို့ရပါတယ်စမ်းပြီးရင် result ကို comment မှာမျှဝေပေးပါနော်နေ့တိုင်းစိုက်ပျိုးရေးနည်းလမ်းကောင်းတွေကိုမျှဝေပေးနေမှာဖြစ်လို့ channel ကို subscribe လုပ်ပြီးစောင့်ကြည့်ပေးကြပါဦးနော်